အောင်မြင်မှုဆိုတာလူတိုင်းလိုချင်တဲ့အရာတစ်ခုပါဒါပေမဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာဘယ်သူမှမမြင်နိုင်တဲ့ဘယ်သူမှမသိနိုင်တဲ့အမှောင်တို့တစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားအဲ့ဒါကတော့အထီးကျန်မှုပါပဲဒီနေ့ကျွန်တော်တို့ဟာအောင်မြင်သူတွေရဲ့အထီးကျန်မှုဆိုတဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ပြီးသူတို့ဘလို့ရင်ဆိုင်ကြောဖြတ်ခဲ့ကြတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့အတူပြောပြပေးသွားမှာပါဒီဗီဒီယိုကိုဆုံးထိကြည့်ပြီးသွားတဲ့အခါသင်ဘဝရဲ့အထီးကျန်မှုတွေကိုဘလို့အခွင့်အရေးဖြစ်ပြောင်းလဲရမလဲဆိုတာသိသွားပါလိမ့်မယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်တဲ့အီလွန်မတ်ဟာတစ်ချိန်ကကျွန်တော်တခါတလေအရန်အထီးကျန်တယ်လို့ဖွင့်ဟခဲ့မှုပါတယ်ပေါ့ခီတာဘရင်လေဒီဂါဂါကလည်းအောင်မြင်မှုကကျမကိုတယောက်တည်းဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်ဘာလို့လဲသူတို့လိုလူတွေတောင်ဘာလို့အထီးကျန်နေရတာလဲဒီမိကွင်းရဲ့အဖြေကတင့်ကိုအံ့အားသင့်စေပါလိမ့်မယ်အောင်မြင်မှုဆိုတာတောင်ထိပ်ကိုတက်လှမ်းရတယ်လို့ပါပဲတောင်ထိပ်ကိုရောက်လေပတ်ဝန်းကျင်ကလူတွေနဲ့ဝေးကွာလေပါပဲအောင်မြင်သူတွေဟာသူတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်အချိန်တွေအားရင်တွေအများကြီးရင်းနှီးမြှုပ်နှံခဲ့ရပါတယ်ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကသူတို့ကိုတငယ်ချင်းတွေမိသားစုတွေနဲ့ဝေးကွာစေခဲ့ပါတယ်သူတို့ရဲ့အတွေးခေါ်တွေရည်မှန်းချက်တွေကလည်းဒါမှန်လူတွေနဲ့မတူညီတော့တဲ့အခါနားလည်မှုလွဲမှားတာတွေအထီးကျန်တာတွေဖြစ်လာပါတယ်Harvard Business Review ရဲ့လေ့လာမှုတစ်ခုအရ CEO တွေရဲ့82%ဟာအထီးကျန်တယ်လို့ခံစားရပြီး61%ကတော့အဲ့ဒီအထီးကျန်မှုကသူတို့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေတယ်လို့ယုံကြည်ကြပါတယ်။ဒါဟာအောင်မြင်မှုရဲ့မမြင်ရတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။ဒါဆိုအောင်မြင်သူတွေဟာဒီအထီးကျန်မှုကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြလဲ။သူတို့ဟာအထီးကျန်မှုကိုအားနည်းချက်အဖြစ်မမြင်ဘဲခွင့်အရေးအဖြစ်ပြောင်းလဲခဲ့ကြပါတယ်။ Microsoft တည်ထောင်သူ Bill Gates ဟာနှစ်စဉ်သင့်ဝိလို့ခေါ်တဲ့အချိန်တွေကိုယူခဲ့ပါတယ်။ဒီအချိန်တွေမှာသူဟာလူတွေနဲ့အဆက်အသွယ်ဖြတ်ပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုမှာစာအုပ်တွေဖတ်အတွေးတွေနဲ့ချက်ပြီးနောက်လာမယ့်နည်းပညာတွေစီးပွားရေးဗျူဟာတွေအကြောင်းကိုနည်းနည်းစဉ်းစားခဲ့ပါတယ်ဒီလိုထိကျန်စွာတွေးခေါ်မှုကနေပဲ Microsoft ရဲ့အနာဂတ်ကိုပုံဖော်ပေးခဲ့တာပါဒီလိုပဲတခြားအောင်မြင်သူတွေလည်းထိကျန်မှုကိုကိုပြန်လဲသုံးသပ်ဖို့အတွေးတစ်တွေဖန်တီးဖို့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့အသုံးပြုခဲ့ကြပါတယ်သူတို့ဟာအထီးကျန်မှုကိုဆိုလီကျူလို့ခေါ်တဲ့တကူတဲ့နေခြင်းအဖြစ်ပြောင်းလဲခဲ့ကြပါတယ်ဆိုလီကျူဆိုတာကိုယ့်ဘာသာကိုချိန်ပေးပြီးအတွေးအခေါ်တွေစိတ်ခံစားမှုတွေကိုစူးစမ်းလေ့လာတာပါဒါဟာအထီးကျန်မှုဆိုတဲ့ loneliness ကမလိုချင်မဲ့တယောက်တည်းဖြစ်နေတာဖြစ်ပြီးဆိုလီကျူကတော့ကိုယ့်ဘာသာကိုရွေးချယ်ပြီးတယောက်တည်းနေတာပါစိတ်ပညာရှင်တွေကလည်းအောင်မြင်သူတို့ရဲ့အထီးကျန်မှုအကြောင်းကိုလေ့လာခဲ့ကြပါတယ်သူတို့ဟာအောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့အတွက်အာယုံစူးစိုက်မှုအပြည့်အဝလိုအပ်ပြီးဒီလိုအာယုံစူးစိုက်မှုကလူမှုရေးဆက်ဆံမှုတွေကိုလျော့နည်းစေတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီလိုအထီးကျန်မှုကနေရရှိလာတဲ့ဆိုလီကျူကတော့ဖန်တီးနိုင်စွမ်း creativity ကိုမြင့်တင်ပေးပြီးကိုပုံမနားလေစေတယ်လို့ဆိုပါတယ်အထီးကျန်မှုကိုကောင်းကောင်းသုံးချနိုင်တဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာပုံမခိုင်မာလာပြီးပြဿနာတွေကိုပုံမထိရောက်စွာဖြေရှင်းနိုင်စွမ်းရှိလာပါတယ်သူတို့ဟာသူတို့ရဲ့အတွင်းစိတ်နဲ့ပုံမနီးစပ်လာပြီးကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုပုံမသိရှိလာပါတယ်ဒါဟာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးချင်းတစ်ခုပါပဲဒါဆိုသင်ဘဝမှာအထီးကျန်တယ်လို့ခံစားရတဲ့အခါဘာလို့သင်လဲအောင်မြင်သူတွေလိုပဲအထီးကျန်မှုကိုအခွင့်အရေးအဖြစ်ပြောင်းလဲလိုက်ပါကိုယ့်ဘာသာကိုအချိန်ပေးပါစာအုပ်တွေဖတ်ပါအတွေးအသစ်တွေဖန်တီးပါကိုယ့်ရဲ့ပန်းတိုင်တွေကိုလည်းပြန်လည်သုံးသပ်ပါအထီးကျန်မှုဆိုတာအဆုံးသတ်မဟုတ်ပါဘူးဒါဟာတင့်ကိုပုံမခိုင်မာလာစေမဲ့ပုံမတောက်ပလာစေမဲ့ခရီးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်အောင်မြင်မှုရဲ့လမ်းကြောင်းပေါ်မှာအထီးကျန်မှုကသင်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာနိုင်ပါတယ်ဒီဗီဒီယိုကနေသင်ခန်းစာကောင်းတွေရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်